2025 year story လေးကို Happy New Year ကနေစခဲ့ပါတယ်။ဒါကတော့ Anti Happy New Year ဟောဖို့အတွက်ဟန်ပြင်နေတာပါ။ Happy New Year ပြီးတော့ January ထဲမှာပဲ Anti လာအိုကိုခီးထွက်ဖြစ်ပါတယ်။ပြီးတော့ February ထဲမှာ Anti ရွှေတြိဂံနယ်ကိုထပ်ပြီးတော့ခီးထွက်ဖြစ်ပါတယ်။ဒီမှာမြင်နေရတာကမြန်မာပါဒီဘက်ကထိုင်းလန်းဖြစ်ပြီးတော့ဒီဘက်ချမ်းကတော့လာအိုဖြစ်ပါတယ်အခုအမကမဲခေါင်မြစ်ပေါ်မှာလေစီးနေတာဖြစ်ပြီးတော့လာအိုဘက်ချမ်းမှာရှိတဲ့ရွှေတြိဂံနယ်မြေကိုအမကသွားမှာဖြစ်ပါတယ်မတ်လထဲမှာတော့သမီးလေး2ယောက်နဲ့ဂျပန်ကိုအလက်ကြီးလေးသွားခဲ့ပါတယ် Welcome back Queen Serena Welcome back Queen Serena Welcomeဂျပန်ပြန်တော့ဘေဂျင်း flight ကိုစီးပြီးတော့ဘေဂျင်းကိုရောက်တဲ့အခါမှာ Great Wall ကိုသမီးလေး2ယောက်နဲ့အတူတူတရက်လျှောက်လည်ခဲ့ပါသေးတယ်ဘေဂျင်းကနေပြန်တော့သမီးလေးတွေကြိုက်တဲ့ Cyber City မြို့တော့ခြုံချင်းကိုလည်းဝင်လည်ခဲ့ပါသေးတယ် For this moment when cold beer flowsနှခါလိမ့်ပေးလွတ်လိုက်ပြီစံတော်ဝရှိမှာမေလာထဲမှာအမေကိုရန်ကုန်ကိုပြန်ပြီးခေါ်တော့ကမိသားစုနဲ့နေ့လယ်စာနိုဗိုတယ်ဟိုတယ်မှာထမင်းစားတာပဲဖြစ်ပါတယ်အမှတ်တရမှတ်တမ်းလေးပါရှင်ဂျပန်နဲ့ China trip ကနေပြီးတော့ပြန်လာပြီးတဲ့အခါမှာမြန်မာပြည်ကိုခဏပြန်ပြီးတော့အမေကိုအလဲသွားခေါ်ခဲ့ပါတယ်အမေကိုထိုင်းနိုင်ငံအနှံ့ဖျားဖူးနဲ့အလဲခရီးစဉ်လေးကိုလိုက်ပို့ပေးခဲ့ပါတယ်အမေကသမီးလေးနဲ့6လနေပြီးတော့မှပြန်လို့ခဏပြန်သွားပါတယ်ဩဂတ်လထဲမှာ International School တွေကစဖွင့်တာဆိုတော့ဩဂတ်လဇန်းကိုရောက်တဲ့အခါမှာတော့သမီးလေးကို International School ကိုကျောင်းအပ်ပေးခဲ့ပါတယ်တစ်နှစ်စာကို$900ကျော်တန်း USD 1000ကျော်တန်းနဲ့ကျောင်းကိုထားနိုင်ခဲ့တဲ့အတွက်ကြောင့်လည်းကိုယ့်လည်းကျေနပ်ဂုဏ်ယူမိပါတယ်မြန်မာနိုင်ငံထွက်လာတဲ့အခါမှာဘာမှမပါလာခဲ့တဲ့အမေတယောက်အနေနဲ့အခုလို$900ကျော်တန်းကျောင်းထားနိုင်ဖို့ဆိုတာကစိန်ခေါ်မှုတစ်ခုဖြစ်ခဲ့ပါတယ်ဩဂတ်လထဲမှာတော့သမီးလေးဆွီတီနဲ့2ယောက်ထဲစင်ကာပူအလဲသွားခဲ့ပါတယ်သမီးငယ်လေးကကျောင်းတက်ရမှာမို့လို့မလိုက်ခဲ့ပါဘူး။ဘာသွားလောက်တာလဲဆိုတော့သားမိ2ယောက်အာရှကြားကြီးရဲ့တိုးတက်မှုကိုတွားပြီးတော့လဲပြီးတော့ကြည်တာပဲဖြစ်ပါ Welcome to Sentosa Island, Singapore. စက်တင်ဘာထဲမှာလဲသမီးလေးဆွီတီနဲ့ပဲ2ယောက်တဲ့အလုပ်ကိစ္စလေးရှိလို့ဗီယက်နမ်နိုင်ငံကိုထပ်သွားခဲ့ပါတယ်။ဗီယက်နမ်နိုင်ငံကဘန်ကောက်နဲ့ရှင်လို့ရှိရင်အစားအသောက်တွေကအရန်ကိုတန်ပါတယ်။အားကြောင့်သားအမိ2ယောက်အစားကတော့ share စားခဲ့ပါတယ်ရှင်။ In the morning light I see the world is bright and free No And it's like the fog has lifted ဒီစာပွင့်ပူလာပါနေတဲ့မြေရောင်စုံများကတောင်ပေါ်မြေရဲ့ဆောင်းလာလေးမှာငါတို့ပွဲတော်ညမြင်းမုံကြားမှာရှောင်းနေကြမယ်ရောက်တာလာခဲ့ပါဆောင်းလိုက်မိဘုံပွဲတော်မှာဒီစုံနဲ့မိုးကောင်းခင်ဟာလာခြင်းနဲ့တိုင်းလာဒီဇင်ဘာမှာတော့ဒီဇင်ဘာကျောင်းပိတ်ရက်ရှိတာမို့လို့သမီးလေး2ယောက်နဲ့အတူတူပဲဟောင်ကောင်နဲ့မကာအိုခရီးကိုအလဲသွားခဲ့ပါတယ်遗忘遗忘都遗忘去年的烦恼和姑娘ကောင်းငယ်ကအတူကြီးနဲ့ဒီကောင်းငယ်ကအစ်စ်မဟုတ်ဘူးသူများနိုင်ငံတွေဘယ်လောက်တိုးတက်နေလဲဆိုတော့ဒါ Italy Venice ဒီဇိုင်းလေးဆောက်ထားတာပါ